ဂါပါဟာလေလုယာဟာလေလုယာသင်္ခါကောင်းမှုပြင်ဆင်ပြီးတဲ့ဖခင်ရှင်ရဲ့နာမတော်ကိုချီးဦးစွာချီးမွမ်းလိုပါတယ်အာမင်ဖခင်ရှင်ရင်ကောင်းမြတ်တာဖြစ်တဲ့ကျွန်မတို့တော်တဲ့နေရာတိုင်းမှာကျွန်မတို့လုပ်ငန်းကိုင်ကိုင်းအပေါ်မှာဖခင်တခင်ကမြတ်တာကိုပါရှိနေတာဖြစ်တဲ့အာမင်အကြောင်းဖခင်တခင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်မတို့ကြည်ကြော်ကြရအောင်ဖခင်ရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့ကျွန်မတို့တုံးခါကြည်ကြော်ကြရအောင် 1 2 3 ဖခင်ရှင်ကောင်းမြတ်ပါတယ်ဖခင်ရှင်ကောင်းမြတ်ပါတယ်ဖခင်ရှင်ကောင်းမြတ်ပါတယ်အာမင်ဟာလေလုယာအိုးဟာလေလုယာကောင်းမြတ်တဲ့ဖခင်ကိုကိုကြည့်စုတဲ့အာမင်ဟာလေလုယာသူရဲ့ဆုခရစ်တော်ရဲ့အတွေ့တော်ကျွန်မတို့အတော်လုံးလောက်နေတာဖြစ်တယ်အာမင်အဲကြောင့်ကျွန်မတို့စိတ်နှလုံးအကျွမ်းမဲ့တဲ့ဖခင်တခင်ကိုချီးမွမ်းကိုကြရအောင်
ရှိကိုဆက်လက်ချီးမွမ်းကြရအောင်ဟာလေလုယာVictory
ချစ်တော်မူတော်ဘုရားဖြစ်တယ်ကောင်းလို့လို့မဟုတ်ပါဘူးတော်လို့တတ်လို့မဟုတ်ပါဘူးယေရှုခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာသူရဲ့အတွေ့အကြုံအပြင်သာကျွန်တော်တို့ကသူရဲ့ချစ်ခြင်းမေတ္တာကိုခံရခွင့်ကိုပေးတာဖြစ်တယ်အာမင်ဟာလေလုယာฉันรู้ช่วงเวลาก็ดีฉันรู้ด้านในนาก็ดีฉันรู้อาเนมาดูแลดีดาบิเมฉันรู้ชิดาเลคาเน
မနဲ့တော့မှကျမတို့မကောင်းနိုင်ပါဘူးဒါပေမဲ့ကျမတို့ပေါ်မှာမေတ္တာတစ္ဆာရှိပြမေတ္တာကောင်းမြတ်တဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ကိုရောကိုကြီးစုတင်တယ်ဟာလေလုယာကောင်းမြတ်တဲ့ဖခင်ကိုရောကိုကြီးစုတင်တယ်ကျမတို့ပေါ်မှာကတိတီတော့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ကိုရောကိုကြီးစုတင်တယ်ဟာလေလုဟာလေလုကိုရောကိုကြီးစုတင်ပါဒီကမှာအတတော်ကိုတို့ရဲ့အတန်တော်လေးကိုကြားချင်ပါတယ်ဆက်လက်ပြီးကျမတို့ကိုစကားပြောတော်မူပါတော်တို့တမီးတို့နဲ့အတူပါရှိတော်မူပါဟာလေလုယာကိုတို့ကိုကြီးစုတဲ့နာမတော်ကိုချီးမြှောက်လိုက်chỉ biết sung đô phải có biết sung đô phải Hallelujah cô đâu có Giêsu đến mai Hallelujah cô đâu có Giêsu đến đây nam aro baba se bung chi ba si ro chỉ muốn cô coi chỉ là lẽ mà tu ba si được cái đâu chân si thì để chừng mà để cô đâu tu ba si ro但是都会念到古老下的木吧，今年呀嘛是卡标的木吧，今那一年龙送古古的来回来，安那得看嘛大把地罗大罗的苏克的伊那嘛罗过没出来，苏东是个安那把边送到头了，不要得看。哈利路亚！阿龙面貌都天马平平家没路天马的今天培养的基础罗长面马西生活变来比罗马培养个乌上比罗马培养个南家不上比罗马前门古国前国也成天变来不上比的为你那培养个修耍前门吧的我不前门古国前乌上比多的 worship them 多了讲 musician 的阿龙培养的看大约东表巴西阿妹ဆက်လက်ပြီးတော့မှဖခင်ရဲ့ကောင်းမြတ်ခြင်းကိုအားလုံးဝန်ခံကြရအောင်ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဆိုပြီးမှ၃ချိန်အားလုံးဝန်ခံကြရအောင်တင်းနဲ့၃ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာနောက်တစ်ချိန်ပြန်ဝန်ခံရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်အသင်းတော်ထဲမှာလို့နောက်တစ်ချိန်ပြန်ဝန်ခံရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်အသင်းတော်ထဲမှာဖျားရှင်ကောင်းမြတ်ပါတယ်အသင်းတော်ထဲမှာဖျားရှင်ကောင်းမြတ်ပါတယ်အသင်းတော်ထဲမှာအာမင်ဖျားရဲ့ကောင်းမြတ်ချောင်းကိုဝန်ခံကြတဲ့သားသမီးများရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေဆက်လက်ပြီးတော့မှဒီညမြန်မာအစီအစဉ်မှာပထမအကြိမ်ဝတ်ပြုကိုယ်ွယ်လာရောက်ချင်းဖြစ်တယ်ဆိုတဲ့နေရာကိုမောင်နှမများရှိခဲ့တဲ့ဆိုရင်ကျေးဇူးပြုပြီးတော့မှမတည့်ပေးဖို့တောင်းဆိုချင်ပါတယ် thank you မတည့်ပြုံးခဏလေးမတည့်ပြုံးပြီးတော့မရှိတော့ဘူးဆိုရင်ဆရာဇံဘွိုးလည်းကျေးဇူးပြုပြီးတော့မှမတည့်ပေးပါဖခင်ရှင်ကောင်းမြတ်ပါတယ်ဆရာနဲ့လည်းပြန်လဲပြီးတော့မှတွေ့ဆုံခွင့်ပေးတဲ့အတွက်ကြောင့်ဖခင်ဖခင်သခင်ကိုကျေးဇူးတင်ပါတယ်အားလုံးလက်မြောက်ပြီးတော့မှဖခင်ရဲ့သားများဖခင်သခင်ကောင်းချီးပေးပါစေလို့၃ချိန်ဆုတောင်းပြီးတော့မှကောင်းချီးပေးရအောင်တင်းနေ၃ဖခင်ရဲ့သားများဖခင်သခင်ကောင်းချီးပေးပါစေဖခင်ရဲ့သားများဖခင်သခင်ကောင်းချီးပေးပါစေဖခင်ရဲ့သားများဖခင်သခင်ကောင်းချီးပေးပါစေအာမင်ကျေးဇူးတင်ပါတယ်ပြန်လည်ပြီးတော့မှထိုင်လို့ရပါပြီဆက်လက်ပြီးတော့မှကျမတို့အလုံငွေဖြစ်အလုံငွေကောက်ခံပေးမဲ့အာရှတင်များကိုဆက်လက်ပြီးတော့မှဖိတ်ခေါ်ချင်ပါတယ်ပြီးတော့
ဆူတောင်းပေးဖို့လူငယ်များစကပ်ပေးဖို့ဆက်ဆောင်ပေးကစကပ်ပေးဖို့ယေရှုနာမအဖြစ်ဖိတ်ခေါ်ကြရအောင် အလုံးဝတဆတောင်းကြရအောင်ကောင်းမြတ်ဆုံးတဲ့တော်မူတော်ဘာဖယားကိုရောကိုချီးကျူးတင်နေကိုရောသားသမီးများတရပိတရတပပိတပကိုရောတော့အတူပါရှိပြီးတော့ကိုရောကိုချီးကျူးတင်နေဒီနေ့ညနေမှလည်းကိုရောနာမတော်ကိုချီးမွမ်းကိုကိုချင်းနိုင်ကိုပြင်ဆင်ပြီးတော့ကိုရောကိုချီးကျူးတင်နေဝပြုကိုချီးစင်စီစင်မကိုရောဟောချီးမွမ်းချက်လည်းမတူပါရှိစင်တကလာကိုရောဒီနေ့မှလည်းကိုရောသားသမီးများကိုရောကိုဝပြုကိုလာတဲ့အချိန်မှာကိုရောရှင်ธรรมလာတော့ကောင်းကြီးများထဲမှာကိုရောရဲ့နိုင်ငံတော်အတွက်ဟောအလုံးဝင်တဲ့ငယ်ကိုယူဆောင်လာပါတယ်ကိုရောဒီအလုံးဝင်များကိုကောင်းကြီးပေးပါဒီကံတော်တို့ရောက်ချင်းစီတိုင်းပေါ်မှာကိုရောကောင်းကြီးပြီးတော်မူပါလုံငန်းကိုင်ကိုင်မှာဟောစင်ပြေချောမွေးပြီးမှလာစားဟောဆတောင်ပေါ်မှာကောင်းကြီးများရတော့ခွန်ပြီးတော်မူပါအသုံးပြုတော်နေရာမှာလက်ကိုရောရဲ့ဘုံတော်ထင်ရှားဖို့ကိုရောရဲ့နိုင်ငံတော်ကျယ်ပြန့်စီတော်လူတော်ဝင်များဖြစ်စီတော်မူပါယေရှုနာမကိုမြှုပ်ပြလက်ကိုရောလက်ထဲတော်ဒီလုံဝင်များကိုအနန္တပါပရသခင် Don't
ပြီးကန်ကြတော့အရောက်စီတိုင်းပေါ်ဖျားတခင်တာရွယ်ပြီးကန်လိုရန်နိုင်ကြတော့အရောက်စီတိုင်းဖြစ်ဖို့ရအတွက်ဖျားတခင်ကောင်းချီးပေးပါစေကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့မထင်မှတ်ထားပဲဒီမှာ 6% လုံးဖြစ်တယ်ပေါ့နော်ပထမအချိန်ပါအဲ့ဒါကြောင့်အဲ့လိုနည်းနည်းကြောင်တယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးဆရာကိုမခေါ်ခင်ပေါ့နော်ဆရာနဲ့တက်ဆိုင်တဲ့နည်းနည်းလေးတတိခန္ဓာပြောရမလားခွန်အားရတဲ့စာတစ်ခုလေးကိုကျွန်မပြောချင်ပါတယ်ဗာလဲဆိုတော့ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကဒီဇင်ဘာလဆိုရင်ယေရှုခရစ်ဖွားမြင်တဲ့အကြောင်းတခြင်းတွေဆိုကြတယ်မလားအဲ့ဒါဆိုတာအဲ့ဒီတုန်းကဆိုကျွန်မတအားနဲ့ညီမကောင်းဖြစ်တယ်ဟိုလိုညီမကောင်းဖြစ်တယ်ဆိုတာကဒီခန္ဓာကိုယ်ကြီးလဲပြီးမှညီမကောင်းတာတော့မဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာညီမကောင်းတာပေါ့နော်တအားနဲ့ညီမကောင်းဖြစ်တဲ့အချိန်မှာဆရာရဲ့ FB ပေါ်မှာဆရာစာ post ထားတဲ့တခုကျွန်မတွေ့သွားတာပါလဲဆိုတော့ဆရာကတချင်းထဲမှာဟွာယုံကြည်သူများလာကြမြန်မာစီစဉ်ဆိုပေမဲ့တတိမလို့ပြောလိုက်မယ်နော်ပထမအချိန်ဆိုပေမဲ့ချိုးဖောက်တယ်လို့တော့မပြောကြနဲ့ကျေးဇူးပြုပြီးတော့မှhong pai un thum te chi per mete sia hong pai un thum te chi na sia pan thum te zong pai un thum lo te zong pai un tom bek te zong pai un lo te zong pai un ji jesu kyang ang pai un ji moအဲ့ဒါကိုလေကျမတအားနဲ့ယေရှုဖခင်စီမှာယုံကြည်ရင်လဲသွားလို့ရတယ်မယုံကြည်လဲသွားလို့ရတယ်အပြစ်ရှိလဲသွားလို့ရတယ်မရှိလဲသွားလို့ရတယ်အဲ့ဒါတအားနဲ့ခွန်အားရတယ်ဆိုတာဆရာကိုအောက်မှာ comment ပေးခြင်းနဲ့ reaction ကိုအများကြီးအသေးပေးခြင်းနဲ့ဒါပေမဲ့မပြီးရဘူးကျွန်မကအခုပြီးပြီလို့ဆရာအဲ့တော့ကဆရာကိုလည်းမျက်နှာချင်းတွေ့ပြီးမှပြောခြင်းနဲ့စကားနဲ့လည်းပြောခြင်းနဲ့ဒါပေမဲ့မပြောရဘူးဆရာနဲ့လည်းရင်းနှီးခဲ့တာအဲ့လိုမျိုးရင်းနှီးပြောခဲ့တဲ့ဟာမရှိဘူးဆိုတော့တအားနဲ့ခွန်အားရတယ်ဆိုတဲ့အကြောင်းပေါ့နော်ဘုရားရှင်ရှိမှဒီနေ့ဆိုရင်လည်းကျွန်မဘုရားကျောင်းသွားဖို့အစီအစဉ်မရှိဘူးဒါပေမဲ့မသွားလို့မဖြစ်ဘူးဆိုပြီးမှကိုဟာနဲ့ကိုအာတင်ထားပြီးမှလာခဲ့ပေါ့နော်ဒါပေမဲ့အခုခုနတော့ worship ထဲမှာလည်းအများကြီးဘုရားနဲ့အတူရှိခြင်းပေါ့နော်ဘုရားတူရှိခြင်းအများကြီးခံစားရတယ်ဆိုတဲ့အကြောင်းနည်းနည်းလေးသိခံချင်ပါတယ်အားလုံးနားလည်ပြီးကြပါလို့ပြောချင်ပါတယ်ဆက်လက်ပြီးတော့မှဆရာကိုဖိတ်ခေါ်ချင်ပါတယ်ဒီနေ့ဂျာနာအားလုံးဝန်ခံကြရအောင်ဂျာနာရမယ့်နှုတ်ကပတ်တော်ဒီကျွန်မအတွက်ဖြစ်တယ်ဆိုမှသုံးချိန်ဝန်ခံရအောင်ဂျာနာရမယ့်နှုတ်ကပတ်တော်ဒီကျွန်မအတွက်ဖြစ်သည်ကျွန်မရမယ့်နှုတ်ကပတ်တော်ဒီကျွန်မအတွက်ဖြစ်တယ်ဂျာနာရမယ့်နှုတ်ကပတ်တော်ဒီကျွန်မအတွက်ဖြစ်တယ်အာမင်ဆက်လက်ပြီးတော့မှဆရာကိုယေရှုနာမဖိတ်ခေါ်ကြရအောင်အားလုံးလက်ခေါက်တီးပြီးမှဆရာကိုဖိတ်ခေါ်ကြဟာလေလုယာကိုလိုတတိခံချက်တွေကြားရတဲ့အခါကျတော့အရန်ကုန်ယူတယ်ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းတယ်ဟာလေလုယာတခါလေကျွန်တော်တို့Facebook ထဲမှာကျွန်တော်တို့ list shop ပြီးဆော့ပြီးတော့လက်ကမင်းသားတွေလည်းဘုရားရှင်ရဲ့ပူဆောင်ခြင်းတစ်ခုဖြစ်တယ်ဆိုတော့ကြားရတဲ့အခါကျတော့အမတာမကုန်ယူတယ်ဒီကနေ့ဒီမှာပါဝင်ခွင့်ပေးတဲ့ဆရာနဲ့ဆရာမများအားလုံးတို့ကိုလည်းထူပဲကျေးဇူးတင်တယ်ဘုရားရှင်ကဒီကနေ့ ZCA ကိုပြန်လဲကျွန်တော်မရောက်ဖြစ်တာတော်ကြာသွားပြီเนาะဒါပေမဲ့ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်အခုပြန်တွေ့ရတယ်ဘုရားရှင်ကအမတန်မှကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဒီကနေ့မနေ့ကကျွန်တော်ဆရာမြတ်နဲ့လည်းပြောလိုက်တယ်နုညံကိုလည်းတွေ့ချင်တယ်လို့ဒီနေ့နုညံလည်းလာနိုင်တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်တယ်ဟောသူပါလို့ရှိရင် FEBC မှာတက်တဲ့လူပဲနှစ်ယောက်ရှိလိုက်တယ်မသိဒီမှာဟုတ်တယ်အာမင်နုညံပါလို့ရှိရင်အရန်ပျော်စရာကောင်းတာဖြစ်တယ်ဘုရားရှင်ကဘိသိက်ချင်းတစ်ခုကိုပေးထားတာเนาะအဲ့ဒါလည်းဘုရားရှင်ရဲ့ဘိသိက်ချင်းဖြစ်တယ်ဒီကနေ့ကျွန်တော်ဝင်ငှချင်တဲ့အချက်ကဘာလဲဆိုတော့ကျိုင်းကောင်များစားခဲ့တော့နှစ်များဆိုတဲ့အချက်ဖြစ်ပါတယ်အရန်ကောင်းလာမှာဖြစ်တယ်
ကဲအားလုံးဖတ်ကြအောင်နော်ခေါင်းစဉ်လေးကို1 2 3ဂျိုင်းကောင်များအခါစားခဲ့တော်နှစ်များဂျိုင်းကောင်စားခဲ့တော်နှစ်များဆိုတဲ့ခေါင်းစဉ်လေးဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ရဲ့အသက်တာမှာမမျော်လင့်ဘဲနဲ့တကယ်လို့ကျွန်တော်တို့ရဲ့အသက်တာမှာဖြစ်ပျက်ခဲ့တဲ့အရာတွေမမျော်လင့်ထားတဲ့အရာတွေရှိလို့ရှိရင်ဒီကနေ့ကျမ်းစာထဲမှာယောလအခန်းကြီး1ထဲမှာပြောထားတယ်ဆိုတော့အငယ်25မှာဂျိုင်းကောင်ဆိုပြီးတော့ရေးထားတယ် The year that the locust has eaten ကောက်ဖဲအောင်နေစကုမ်တဲ့အာမင်အကုန်လုံးကျွန်တော်လည်းချူဖောက်လိုက်မယ်ကျွန်တော်ဆရာလည်းချူဖောက်လိုက်တယ်ဆိုတော့နော်ကျေးဇူးပြုအားလုံးဖတ်ရအောင်နော်အရာဘဂျိုင်းယာလက်ဂျိုင်းခါတီလာဂျိုင်းဂါဆန်ဂျိုင်းတိဟုသောငါစီလွတ်သောငါဤမဟာဘူချီကိုကိုက်စားသောနိပေါင်းကာလကိုငါပြန်ပေးမယ်အာမင်ဟာလေလုယာဒီနေ့ဖျားသခင်ကဘာပြောထားလဲဆိုတော့ဒီဂျိုင်းကောင်တွေဂျိုင်းကောင်ကတော့တချို့အင်္ဂလိပ်စကား NIV တို့နောက်ပြီးတော့ဇိုမီဘာသာပြန်ချက်တွေမှာတော့ဒီတစ်ခုပြီးတစ်ခုမရေးထားဘူးအားလုံးကောက်ဖယ်တွေနဲ့ပဲကုန်သွားတယ်ဒါပေမဲ့ဒီမှာတွေ့တဲ့အခါကျတော့ဘာတွေ့ရလဲဆိုတော့ဂျိုင်းကောင်အမျိုးမျိုးရှိအနည်းဆုံး4မျိုးလောက်ကျွန်တော်တို့တွေ့ရှိရတယ်အဲ့ဒီအရာဘဂျိုင်းတွေနောက်ပြီးတော့ယာလက်ဂျိုင်းတွေခါတီလာတွေဂါဇန်တွေစားခဲ့တဲ့အရာတွေအားလုံးနောက်ပြီးတော့ကိုက်စားတော်နိပေါင်းကာလကိုငါပြန်ပေးမယ်ဆိုတော့ဘုရားရှင်ကပြောထားတာဖြစ်တယ်ဒီကနေ့ရောက်ရှိလာတဲ့အရောက်ရှိတိုင်းပေါ်မှာတော်တော်ကောင်းအဲ့ဒီအတန်ကိုကြားတဲ့လူအရောက်ရှိတိုင်းပေါ်မှာအားလုံးပေါ်မှာကျွန်တော်တို့မှာရှိတဲ့ဂျိုင်းကောင်တွေအကုန်လုံးယေရှုနာမနဲ့ဖယ်ရှားဖို့ဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့ရဲ့ကောင်းကြီးမင်္ဂလာလာပြီးတော့ခူးစားတဲ့ဂျိုင်းကောင်တွေရှိနေတာဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါဘာလို့လဲဆိုမသိလိုက်တဲ့အခါကျတော့သတိဆန်တဲ့လိမ့်စားကြပါစေပေါ့ဒါပေမဲ့ဝိညာဉ်ကြီးရာ၌ကြည့်တဲ့အခါကျလုံးဝမဟုတ်တော့သတိဆန်တွေစားတဲ့အစားအစာတွေကျွန်တော်တို့အသက်တာမှာဘဝမှာအများကြီးရှိနေတယ်အဲ့တော့ဒီ the four locusts ကောက်ဖယ်လီဂျိုင်းကောင်4ကောင်ဂျိုင်းကောင်4မျိုးအဲ့ဒီအရာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒီဟာတွေလည်းအကုန်လုံးဂျိုင်းကောင်တွေပဲဂျိုင်းကောင်တွေကဘယ်လောက်ထိဖြစ်နေလဲဆိုတော့1884မှာ1884နော်အဲ့ဒီအရီဇိုနာအမေရိကမှာသူတို့ဂျိုင်းကောင်တွေအများကြီးပေါ်လာဘယ်လောက်ထိထူထပ်လဲဆိုတော့ဂျိုင်းကောင်ဘယ်လောက်ထိထူထပ်လဲဆိုတော့နီးတော်မမြင်ရတော့မောင်မဲသွားပြီဂျိုင်းကောင်တွေကဖုံးလွှမ်းနေတာအဲ့လိုဖြစ်နေတဲ့အချိန်မှာတော်တော်များကငါတို့အတိအနာတွေအကုန်လုံးစားလိုက်ပြီဆိုတော့လူတွေအကုန်လုံးလည်းတကယ့်ကိုခက်ခဲနဲ့ကြုံတွေ့နေရတာဖြစ်တယ်နောက်ပြီးတော့ဂျိုင်းကောင်တွေပေါ်လာယုံတာမဟုတ်ဘဲနဲ့အဲ့ဒီဂျိုင်းကောင်တွေဥလာတယ်တော်တော်များကဘာပဲဖြစ်ဖြစ်ငါတို့ဒီပြည်နယ်မှာနေလို့မရတော့ဘူးတခြားပြည်နယ်သွားရအောင်ဆိုတော့တခြားပြည်နယ်တွေပြောင်းသွားတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ဘုရားရှင်ရဲ့ယေရှုတော်ကြောင့်အဲ့ဒီနေ့မှာနင်းခဲတွေအများကြီးရှိလာပြီးတော့မှအဲ့ဒီဥဒီအကုန်လုံးကနင်းခဲတွေနဲ့ကုံသွားတဲ့အခါကျတော့ဘာမှခလေးမွေးလို့မရတော့အကောင်မမွေးတော့အဲ့တော့အကောင်မမွေးတော့တဲ့အခါကျတော့အဲ့ဒီဥဒီကနောက်ဆုံးကျတော့ဘာဖြစ်လာလဲဆိုအမတန်မှကောင်းတဲ့မိဩဇာတွေဖြစ်လာနောက်ဆုံးကျတော့ပြန်လဲပြီးတော့ထူထောင်လာတယ်အမေရိကကျွန်တော်တို့သိတဲ့အတိုင်းတော်တော်များအောင်မြင်လာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့အသက်တာမှာဒီဂျိုင်းကောင်တွေလာပြီးဆိုရင်တကယ့်ရှုံမှုရဲ့လက်တွေ့ဘဝကိုကျွန်တော်တို့ခံစားရမှာဖြစ်တယ်ကျွန်တော်တို့ဘဝမှာကြည့်ပါဦးဘာဂျိုင်းကောင်တွေလာတယ်လဲဆိုတာကိုကျွန်တော်တို့ဒီမှာကြည့်ရအောင်ခုနကျွန်တော်တို့ဖတ်တာကတော့ယောလအခန်းကြီး2အငယ်25ဖြစ်တယ်အခုယောလအခန်းကြီး1အငယ်4ကိုဖတ်ရအောင်နော်အားလုံးကျေးဇူးပြုဖတ်ကြအောင်ဂါရှန်ချိုင်းချွင်းထားသောအရာကိုအရာဘဂျိုင်းစား၏
အရာဘဂျိုင်းချွန်းထားသောအရာကိုယာလက်ဂျိုင်းစား၏ယာလက်ဂျိုင်းချွန်းထားသောအရာကိုခါတိလဂျိုင်းစား၏ဆိုလိုတာဘာလဲဆိုတော့အကုန်လုံးကိုတို့ကစားတာအကုန်လုံးကိုစားပစ်လိုက်တယ်ဂျိုင်းကောင်တကောင်နဲ့တကောင်ဟာမတူကြဘူးဒီဂါဇန်ဂျိုင်းတွေကစားထားတဲ့အရာသူတို့စားပြီးတော့ကြံကျွင်းတဲ့အရာတွေကိုဘယ်သူကစားလဲအရာဘဂျိုင်းကစားလိုက်တယ်အဲ့ဒီအရာဘဂျိုင်းစားပြီးတော့ချွန်းထားတဲ့ကြံသွားတဲ့အရာတွေကိုဘယ်ကောင်ကစားလဲဆိုတော့ယာလက်ဂျိုင်းကစားသွားတယ်ယာလက်ဂျိုင်းကြံတော့တဲ့အရာတွေကိုခါတိလဂျိုင်းတွေကစားလိုက်တယ်ဆိုလိုတာကလုံးဝဒီဂျိုင်းကောင်တွေလာပြီးဆိုရင်ဘဝမှာဘာမှမကြံတော့ဘူးဆိုပြီးတော့ပြောထားတာဖြစ်တယ်အဲ့တော့ချစ်တော်ငယ်ကိုမောင်နှမတွေဒီကနေ့ခင်ဗျားရဲ့ဂျိုင်းကောင်တွေကဘာတွေစားခဲ့လဲခင်ဗျားရဲ့ဘဝမှာဒီဂျိုင်းကောင်တွေရှိရလားဘာတွေစားတယ်လဲဆိုတာကိုကျွန်တော်သိလို့ရှိရင်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဝိညာဉ်ကြီးရာနဲ့အောင်မြင်မှုတွေအစပြုတော့မှာဖြစ်တယ်ဆရာကပြောပါတယ်ဆရာကမြန်မာစီမှာလူသိမ့်မများဘူးကျွန်တော်ပြောတာအာမင်ဘာလို့လဲဆိုတော့လူများကတီးဖို့မလိုတီးတဲ့လူကဒီဟာအသုံးပြုနိုင်ဖို့ပဲလိုတာဖြစ်တယ်အဲဒါကြောင့်မလို့ဒီနေ့ဒီဂျိုင်းကောင်တွေစားတဲ့နှစ်တည်းအကုန်လုံးကိုကျွန်တော်ပြောမယ်ဟုတ်ပြီအဲ့ဒါကျွန်တော်အတွက်ပဲအဲ့ဒါကျွန်တော်ဟုတ်တယ်အဲ့ဒီဂျိုင်းကောင်တွေကကျွန်တော်ရဲ့အသက်တာမှာကျွန်တော်ရဲ့မိသားစုမှာကျမရဲ့မိသားစုမှာဒီဟာတွေပါတယ်ဆိုတော့ပြောလိုက်လို့ရှိရင်ဒီကနေ့ယေရှုနာမနဲ့မောင်းထုတ်ဖို့ရတဲ့အတွက်ပဲဖြစ်တော့တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ပထမဂျိုင်းကောင်စားတဲ့ကျွန်တော်တော်များများထည့်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှုတ်ကပတ်တော်ကခင်ဗျားတို့အတွက်တာမဟုတ်ကျွန်တော်အတွက်လည်းဖြစ်တယ်ကျွန်တော်တခါပြန်ကြည့်ပြီးတော့မှကျွန်တော်ပြန်ထည့်တာဖြစ်တယ်အစပိုင်းမှာကျွန်တော်3-4ခုလောက်ပဲရတာအခုဒီရောက်လာတဲ့အခါကျတော့ကျွန်တော်4-5ခုလောက်မကားတော့10ခုတောင်မရ11ခုတောင်ဖြစ်လာတယ်မနေ့ပြန်ဘယ်လောက်ဖြစ်လာမလဲတော့မသိဘူးဘာပဲဖြစ်ကျွန်တော်တို့မှအများကြီးကောင်းရှိမယ်သို့တော့ဒီအများကြီးကိုလည်းဖျားရှင်တော့ကျွန်တော်တို့ထဲကနေပြီးတော့ဖယ်ထုတ်ပေးမှဖြစ်တယ်အဲ့တော့နံပါတ်1မှာ the lost time အချိန်ပြုတ်ဆုံးသောနှစ်များကဲပြောပါဦးအချိန်ပြုတ်ဆုံးသောနှစ်များအချိန်ကျွန်တော်တို့တချို့ကဒီနိုင်ငံဒီနေရာကိုကျွန်တော်တို့ဘယ်နှစ်နေပြီလဲအဲ့ဒါလေကျွန်တော်တို့ပြုတ်ဆုံးသွားတဲ့အချိန်ဖြစ်ကောင်းဖြစ်နိုင်တချို့တွေအတွက်ဆိုရင်အချိန်ဆိုတာကကုန်ခဲ့ပြီးတော့အချိန်တွေနောက်ပြီးတော့လုံးဝမအောင်မြင်တဲ့အချိန်တွေကိုဆိုလိုတာဖြစ်တယ်နောက်ပြီးတော့အခွင့်အလမ်းပြုတ်ဆုံးတော့နှစ်များဒီကနေ့အခွင့်အလမ်းပြုတ်ဆုံးတော့သူများရှိလားကျွန်တော်ဒီမလာခင်မှာကျွန်တော်လေးပို့လို့ရှိကျွန်တော်သွားလိုက်တဲ့ခါကျတော့အဲ့မှာကျွန်တော်ရောတော်တော်များများလဲတွေ့ခဲ့တယ်အခွင့်အလမ်းပြုတ်ဆုံးတဲ့အရာတွေအများကြီးရှိတယ်မြန်မာနိုင်ငံမှာလည်းအခွင့်အလမ်းမရခဲ့ဒီရောက်တဲ့ခါမှာလည်းကတ်တေကအစဘာမှမရခဲ့အခွင့်အလမ်းမရပဲကျွန်တော်စိတ်ထဲမှာအရန်သူတို့ကိုလာဖိတ်ချင်တာဒါပေမဲ့သူတို့ကဟိုကိစ္စရှိတယ်ဒီကိစ္စရှိတယ်ဦးလေးရဲ့မလာဖြစ်ဘူးပူရဲ့မလာဖြစ်ဘူးစသဖြင့်အဲ့လိုမျက်နှာငယ်ငယ်နဲ့ပြောတဲ့အခါကျတော့တော်ဆိုပြီးကျွန်တော်အမှန်ဆိုကျွန်တော်သူတို့အရန်လာစေချင်တာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအခွင့်အလမ်းပျောက်ဆုံးသောလူတွေအတွက်လည်းဒီကနေ့ဒီကျိုင်းကောင်တွေကလာစားတဲ့အခါကျတော့အခွင့်အလမ်းတွေပိတ်သွားတာဖြစ်တယ် lost opportunity ဆက်ဆံရေးပျောက်စေသောနေ့များ broken relationship ဆက်ဆံရေးဆိုတာကကျွန်တော်မိသားစုမှာလည်းဆက်ဆံရေးပျောက်စီးနိုင်တယ်လင်မယားကြားထဲမှာလည်းဆက်ဆံရေးတွေပျက်စီးနိုင်တယ်ကိုယ်နဲ့သားသမီးတွေကြားထဲမှာလည်းဆက်ဆံရေးဖြစ်တော့သွားနိုင်တဲ့အခြေအနေရှိတယ်ကိုယ်နဲ့အစိုးရတွေဆက်ဆံရေးပြတ်သုံးသွားတယ်ကိုရဲ့တဲနိုးစရာကိုရဲ့တင်ထောက်စရာရှိတွေလူကြီးတွေ Sunday school ဆရာဆရာမတွေဆက်ဆံရေးပျက်စီးနိုင်တယ်အဲ့လိုပျက်စီးအောင်လဲဂျိုင်းကောင်တွေလာပြီးတော့လာကိတ်စားနေတာအဲ့တော့ဒီဆက်ဆံရေးတွေပျက်စီးသွားတော့သူများရှိလားခင်များကိုဂျိုင်းကောင်တွေကစားခဲ့လာဖြစ်တယ်ဝိညာဉ်ကြီးရ၌၆တွေ့တော်နေ spiritual dryness
ဝိညာဉ်ကြီးရနဲ့ပြုတ်ချုပ်တယ်ဆိုချုပ်သွေးတယ်ဆိုတာပါလဲဆိုတော့တခါလေတချင်းဆိုတဲ့အခါလဲတိတ်ပြီးတော့မဆိုချင်တော့တခါလေကျတော့တချင်းဆိုတာမဟုတ်ဘူးနော်တရားဟောတာကြားလိုက်တာနဲ့ဘာဖြစ်သွားလဲမျက်စိမိတ်သွားပြီဆူတောင်းပေးတာမဟုတ်ဘူးကိုဟာကိုနော်အဲ့ကြီးမဝလို့လာတာမှမလို့အဲ့ကြီးအောင်လာတာလာတော့မသိဘူးအဲ့လိုဟာမျိုးလဲရှိတယ်တချို့ဆိုရင်နော်ကျွန်တော်တရားဟောတဲ့အခါကျရင်လူတွေအိတ်တဲ့အခါရမ်းကျင်တတ်သွားတယ်အရင်တုန်းကတော့ကျွန်တော်စိတ်ဆိုးတယ်တရားဟောတော့သူတို့စိတ်နေကြတယ်ပေါ့ဒါပေမဲ့ကျွန်တော်အခုဘယ်လိုခံစားလာလဲဘုရားရှင်ကကျွန်တော်ကိုဘယ်လိုတုံသင်လာလဲဆိုတော့မဟုတ်ဘူးတဲ့သူတို့အိတ်ကြီးမဝဘဲနဲ့လာတဲ့လူရှိတယ်တဲ့တညလုံးနော်အိတ်ကြီးမဝဘူးမအိတ်နိုင်ဘူးမနေ့ဖြန်စေစံဘုရားဟောမယ်ဆိုတော့ဗာများဟောမလဲဆိုတော့အဲ့ဒါဟိုတကယ်ခေါင်းပေါ်မှာလဲနော်ခုလင့်တီလင့်နဲ့မအိတ်နိုင်ဘူးဒါပေမဲ့ဘုရားကျောင်းရောက်တဲ့ခါကျတော့ဗာလဲထိုင်ရင်နဲ့အိတ်နေတယ်အိတ်ရင်နဲ့နော်အိတ်တာမဟုတ်ဘူးကရင်ပေါ်မှာအိတ်တာမဟုတ်ထိုင်ရင်နဲ့နော်ခေါင်းတွေမပါဘူးမွေရတွေမပါဘူးဘာမှမရှိဘူးတကယ်ထိုင်ရင်နဲ့အိတ်နေတာအဲ့ဒါတကယ်ကျေးဇူးတော်ပဲဟုတ်တယ်အိတ်ကြီးမောရတဲ့သူတွေဒါပါကျွန်တော်ကောင်းကောင်းအိတ်ပြီးလိုက်မယ်ဝိညာဉ်ရှင်၌တွေ့ချောက်တဲ့ကျမ်းစာဖတ်လို့ရှိရင်လည်းဘာမှမသိဘူးတချို့ဆိုရင်ကျမ်းစာဖတ်တာကျေးဇူးတော်ကြောင့်ဒီနေ့မှာတော့ကဘာဦးချမ်းကနေပြီးတော့ဗျာဒိတ်ထိနှစ်ခါဖတ်လိုက်တယ်ဘာဟုတ်ပြီဝန်တာစရာပဲဒါပေမဲ့ဘာတွေမှတ်မိလဲလို့ပြောလိုက်တဲ့အခါဆိုမသိဘူးလေဆရာမမှတ်ပြီးတော့မမှတ်မိဘူးဒါပေမဲ့အမြန်ဆုံးပြီးအောင်ဖတ်ရတဲ့ခါကျတော့ဟုတ်လားဒါဆိုရင်ဘုရားသခင်ကခင်ဗျားကိုစကားမပြောဘဲနဲ့ခင်ဗျားကဘုရားကိုပဲစကားပြောတာတစ်နှစ်လုံးကိုစကားပြောနေတယ်ဆိုတော့ဘုရားသခင်တကယ်နားငင်းမှာပဲလို့ဘုရားကကျွန်တော်တို့ကိုဘာပြောလဲဆိုတာကိုနားထောင်ဖို့လိုအပ်တာဖြစ်တယ်ကျမ်းစာကဥပမာဒီကျမ်းစာကိုကျွန်တော်တို့ဖတ်တဲ့အခါကျရင်အကောင်တွေပဲဖတ်နေရတယ်နော်ကြိုက်ကောင်တွေပဲဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ပြန်ကြားတဲ့အခါကျတော့ဗာလေဖျားရှင်ကဒီကြိုင်းကောင်ကဘာကိုဆိုလိုတာလဲအဲ့အကုန်လုံးကိုပေါ်လာမှာဖြစ်တယ်အဲ့တော့ဝိညာဉ်ကြီးနဲ့ရေးရ၌6တွေ့တယ်ဆိုတာတုတ်ကပတ်တော်လည်းမကြားချင်တော့နောက်ပြီးတော့အတီးအပွင့်မဖြစ်ထွန်းတော်နှစ်များ fruitless year အပွင့်တော်ရှိတယ်အတီးမတည်ဘူးကျွန်တော်တို့ရွာဖက်မှာဆိုရင်အဲ့ဒါကို hood လို့ခေါ်တယ်မြန်မာလိုပါလဲတော့မသိဘူးပွင့်တယ်အများကြီးပဲဒါမဲ့လုံးဝအသေးမသေးခဲ့တာအဲ့လိုဟာမျိုးအသက်တာတွေလည်းကျွန်တော်တို့မှာရှိနေတယ်ဘုရားကျောင်းတော့လာတယ်ဆုတောင်းတယ်စာချောင်းတယ်ဒါမဲ့ဘာတစ်ခုမှထွန်းထွန်းပေါက်ပေါက်မရှိဘူးတခြားလူတွေဆိုရင်မနီကမှရောက်လာတယ်ယူအန်ကတ်ဒေရှာအကုန်လုံးကရှာသွားတယ်ကိုကတော့စိတ်ထဲမှာပစတ်ထဲမှာတော့ဟာလေလုယာဝန်တာလိုက်တာခင်ဗျားတို့သွားလို့ရှင်ငါတို့ကိုတတိမမေ့တဲ့နော်ဘာဒါမဲ့စိတ်ထဲမှာတော့မင်းတို့ကခုမှရောက်လာတဲ့လူတွေစိတ်ထဲမှာရလူဟာကျွေးရှိတာနော်အဲ့တော့အတီးအပွင့်မရှိတဲ့အတီးအပွင့်တွေမရှိတော့တဲ့နှစ်တွေအများရှိလာတယ်နောက်ပြီးတော့ဂျိုင်းကောင်စားခဲ့တဲ့နှစ်တွေကဘာတွေလဲဆိုတော့နာကျင်ဖွယ်နှစ်များ painful years နာကျင်ဖွယ်ဆိုတာကမိသားစုထဲမှာကျွန်တော်တို့မိသားစုထဲမှာချစ်ချင်းတကယ်ချစ်တဲ့လူတွေခေါ်တော်မူခြင်းခံတာလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ချစ်ဆုံးတော်သူများကိုလည်းယောဂအဖြစ်သော၎င်းကျွန်တော်ရဲ့မိသားစုမှာလည်းအဲ့လိုဖြစ်နေတယ်နောက်ပြီးတော့တခြားမိသားစုတွေမှာလည်းတော်များများယောဂတွေကယူသွားတဲ့လူတွေလည်းရှိတယ်လို့ accident နဲ့ပါသွားတဲ့လူတွေလည်းရှိတယ်တကယ်ရင်နာစရာကောင်းတဲ့အရာတွေတော်တော်များများတွေ့ရတယ်တေချင်းကနေပြီးတော့ခွဲခေါ်သွားတဲ့အရာတွေကျွန်တော်တွေ့ရတယ်အဲ့တော့နာကျင်ဖွယ်နှစ်များတွေကဘယ်နှစ်ရှိပြီလဲဘယ်လောက်များနေပြီလဲ painful years တချို့တွေအတွက်ကိုကျူးရှာတော့နှစ်များ selfish years တကယ်ကိုကျူးရှာတယ်ဆိုတာကတချို့တွေအတွက်ကိုယ့်ရဲ့စီးပွားလုပ်ငန်းတွေကိုရှာတာလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့လုပ်ငန်းတွေလုပ်ထားတာလည်းဖြစ်နိုင်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးမေတ္တာမဲ့တော်နှစ်များ
loveless years လေမယားအတူတူနေကြတယ်တယောက်နဲ့တယောက်မချစ်တော့သားသမီးနေနဲ့အတူတူနေကြတယ်တယောက်နဲ့တယောက်မချစ်တော့မိဘတွေနဲ့တူနေတယ်မချစ်တော့အတင်းတော်မှနေကြတယ်မချစ်တော့အတင်းတော်တော်များများကျွန်တော်ရောက်ခဲ့တယ်တယောက်နဲ့တယောက်မချစ်တဲ့အတင်းတော်များကြီးပဲတင်းတို့ဆရာကလည်းမုန်းကြတယ်တင်းတို့ဆရာလည်းတူတို့မုန်းကြတယ်ဟုတ်တယ်ကျွန်တော်ကြားဖို့တဲ့တယောက်ကပါလဲဆိုတော့သူ့အမေကတားရဲ့ဖျားချောင်းသွားဆန်ဒီနေ့တင်းငွေနေ့လေဖျားချောင်းသွားလေမသွားဘူးဟေးဘာဖြစ်လို့မသွားတာလဲမသွားချင်တာလဲသူတို့ကငါ့ကိုမချစ်ဘူးငါကလည်းသူတို့ကိုမချစ်ဘူးမသွားဘူးမရဘူးလေတားရဲ့တားကတင်းတို့ဆရာလေအဲ့လိုလေရှိနိုင်တယ်နော်တယောက်နဲ့တယောက်မတွေ့ချင်လောက်အောင်ဂျိုင်းကောင်တွေကလာစားတာဖြစ်တယ်တချို့ဆိုဘုရားเจ้าမတော်ဖို့အရန်ခက်ခဲနေတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတယောက်ကိုမတွေ့ချင်လို့ဒီထဲမှာမပါတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်တို့ကအဲ့လိုမေတ္တာမဲ့တဲ့နေ့တွေရှိတယ်မေတ္တာကုန်ခံသွားတယ်ပုံကန်တော်နေ့တွေတယောက်နဲ့တယောက်ပုံကန်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ပုံကန်တော်နေ့တွေတော်တော်ရှိလာပုံကန်တော်နေ့နိုင်ငံမှာလည်းရှိနိုင်တယ်ဘယ်နေရာမှာရှိနိုင်တယ်အလုပ်ကိုင်မှာလည်းရှိနိုင်တယ်လမ်းလွဲတော်နေ့ misdirected years လမ်းလွဲတယ်ဆိုတာကတချို့အလင်ခံရတာဒီလှုပ်ရှင်အောင်မြင်မဲ့ဒါမဲ့တကယ်တမ်းကျတော့အလင်ခံတာဖြစ်တယ်ဒီပစ္စည်းဝယ်လိုက်ကျွန်တော်လူမျိုးထဲမှာလည်းအများကြီးပဲအများကြီးပိုက်ဆံဒီလောက်ပေးနိုင်ငံခြားပို့ပေးမယ်ဒါမဲ့မပို့ပေးခဲ့ဘူးအလင်ခံလိုက်တယ်လမ်းမှာသုံးသွားတဲ့တော့အများကြီးရှိတယ်ခရစ်တော်မဲ့တော်နှစ်များခရစ်တော်မရှိတဲ့နှစ်များဒီနေရာမှာရောက်လာတဲ့အားလုံးကတော့တော်တော်များများကတော့ယုံကြည်သူတွေဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ယုံကြည်သူမဖြစ်သေးဘူးဆိုရင်ဒီဂနစ်ထိတယောင်ဂျိုင်းကောင်တဲ့ခင်များကိုစားနေတာဖြစ်တယ်အဲ့တော့ဒီဂျိုင်းကောင်၄မျိုးကိုကျွန်တော်ကြည့်တဲ့အခါမှာတမျိုးကဘာလဲဆိုတော့ပြန့်နှံ့ပြီးတော့မှရုပ်တရက်လာစားကြတယ်တဖွဲ့ဒီကတော့နှီးကွေးဆိုတာနဲ့လာပြီးတော့ဖြည်းဖြည်းနဲ့ပျက်စီးအောင်လုပ်လိုက်တယ်နောက်ပြီးတော့တချို့တွေကြတော့စားတောက်တဲ့အခါကျရင်အတွင်းပရနေပြီးတော့တောက်စားတဲ့ကြိုက်ဖြတ်တဲ့ဂျိုင်းကောင်တွေရှိတယ်နောက်တမျိုးကတော့ဘာလဲဆိုတော့အပီးသက်နော်ဘာမှမချန်တော့အောင်လှုပ်ဆောင်တဲ့ဂျိုင်းကောင်တွေတွေ့ရတယ်အရာပဂျိုင်းဆိုရင်ဘယ်လိုမျိုးလဲဆိုတော့တဖြည်းဖြည်းနဲ့စားလိုက်တယ်ကိုကတော့မသိသေးဘူးတဖြည်းဖြည်းနဲ့အရွက်တွေလည်းဖြစ်မှာပေါ့အရွက်တွေစားတယ်အရွက်တွေထဲမှာသူတို့ကအတိုက်တွေပြီးတာတွေလုပ်ပြီးတော့တကယ်ပဲသူကဘာမှမသိတာခဲ့ဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့အရွက်တွေအကုန်လုံးပြီးသွားတဲ့အခါဘာဖြစ်လဲတစ်ပင်ကချုပ်တွေ့သွားတယ်အဲ့လိုအစသိငယ်ပေမဲ့လည်းနောက်ဆုံးကျတော့လှစ်လျူဆိုလို့ရှိရင်ပျက်စီးသွားတဲ့အရာတွေရှိတယ်ကျွန်တော်တို့ဘဝမှာနော်မတိမတာနဲ့ဂျိုင်းကောင်တွေကလာပြီးတော့လာစားကြတာဖြစ်တယ်။ကာဆူမတောင်းရင်လည်းရပါတယ်ဒီနေ့အရန်လို့များနေတယ်။ home sale သွားတာများတဲ့အခါကျတော့ကျန်းစာမဖတ်တော့ပါဘူး။အော်ဆိုတော့အမျိုးကိုဟာနဲ့ကိုစင်ချင်းပြီးအကောင်းဆုံးတော့စင်ချင်းစင်လက်တွေပေးပြီးတော့မှလုံးဝကျန်းစာလည်းမလှန်တော့ဘူးစုလည်းမတောင်းတော့နှုတ်ကပတ်တော်လည်းနားမထောင်ချင်တော့အဲ့လိုဟာမျိုးဆိုရင်ချက်ချင်းလဲသွားတာမဟုတ်ပေမဲ့တဖြည်းဖြည်းနဲ့အစကနေပြီးတော့သေးငယ်နဲ့အရွက်တွေပဲလာကိုက်နေတယ်ဒါမဲ့နောက်ဆုံးကြတော့ဗာလဲတစ်ပင်တစ်ခုလုံးကခန်းချောက်သွားတာဖြစ်တယ်ဝိညာဉ်ကြီးရ၌လည်းအားနည်းမှုတွေဖြစ်လာတယ်ယာလက်ချိုင်းတွေအဲ့ဒီဟာဗာလဲဆိုတော့သူအရွက်တွေလာစားတာမဟုတ်တော့ဘယ်လိုဖြစ်နေလဲဆိုတော့သူတို့တွေကဘာလဲအကိုက်အခက်တွေလဲလာစားနေပြီအကိုက်အခက်တွေလာစားတဲ့အခါကျတော့ကြည့်လို့မကောင်းတော့တဖြည်းဖြည်းနဲ့ပြဿနာပို့ပြီးတော့ကြီးလာတယ်ဒါပေမဲ့ဘယ်လိုဖြစ်လာလဲဆိုတော့ခုနကကျွန်တော်တို့စတာကဘာလဲအရွက်ကနေစလာတာဖြစ်တဲ့အခါကျတော့အကိုင်းတွေလာစားတဲ့အခါကျတော့ကျွန်တော်တို့ကအချင်းပါသွားပြီ
ဖျားနာတာကလည်းအကျင့်ဖြစ်တယ်လို့ဖြစ်နေတယ်ကျွန်တော်ဒီနေ့ဘယ်လိုခံစားရလဲဆိုတော့တချို့လူတွေကကိုယ့်ရဲ့ယောဂါကရနေတာကြာပြီအဲ့ဒီအယူကြိုက်တာတွေခါနာတာတွေနော်တကယ်ခေါင်းကြိုက်တာတွေမျက်စိနာတာတွေအဲ့ဒီအကုန်လုံးတွေကဖြစ်နေတာကြာလာတဲ့အခါကျတော့အဲ့ဒါနဲ့နာတာကအကျင့်ဖြစ်သွားတဲ့လူတွေလည်းရှိတတ်တယ်အဲ့လိုဟာမျိုးဖြစ်လို့ရှိရင်ဒီကနေ့ကျမ်းမာမယ်ယောဂသိဘူးလို့ရတာဖြစ်တယ်တချို့လေးကြတော့နော်ဖျားနဲ့ဝေးကွာမောကတူးလာတယ်ဒီနေ့ဖျားเจ้าမတော်မလာခဲ့ပါလားဘော့စာလုံးများတယ်ဆိုပြီးတော့ကုန်းလုံးကနော်တကယ်စင်ချင်းပေးဖို့ကောင်းတဲ့ຢာတွေလည်းဖြစ်လာမှာခလေးတွေကအဲ့လိုဖြစ်နေတဲ့အခါကျတော့ဟုတ်ပြီခါတေလာဂျိုင်းတွေကဘယ်လိုဖြစ်နေလဲဆိုတော့သူတို့တွေကြတော့အကိုင်းတွေတာဖြတ်တာမဟုတ်တော့အကျွတ်တွေတာစားတာမဟုတ်တော့ဘူးသူတို့တွေကဘယ်လိုဖြစ်နေလဲဆိုတော့အထဲကိုဝင်ပြီးတော့စားနေတာပင်စီကိုဝင်ပြီးတော့ပင်စီကနေကြိုက်လာတဲ့အခါကျတော့သူတို့ရဲ့အထဲကတစ်ပင်ကကြည့်တဲ့အခါကျတော့အကျွတ်တွေလည်းရှိနေတယ်အကိုက်တွေလည်းရှိနေတယ်ဒါပေမဲ့အထဲမှာဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့မမြင်ရအောင်နောက်ဆုံးကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီအပင်တွေကလဲတဲ့အခါကျမှအထဲမှာတကယ်နော်ဂျိုက်ကောင်တွေပိုးကောင်တွေအများကြီးပါလားဆိုတာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့အတွင်းပိုက်ကိုထိခိုက်တဲ့ဂျိုက်ကောင်တွေဖြစ်တယ်ကျွန်တော်တို့ရဲ့အတွင်းပိုက်တယောက်အပေါ်မှာစိတ်နာခြင်းတာတွေတယောက်ကိုနော်ခွန်းမလွတ်နိုင်ဘူးတချို့တွေကလည်းမရကြမှာလည်းပြဿနာရှိတတ်တယ်။ तू ကငါကိုဒီလိုပြောနေတယ်။မန်ရှိမှဘယ်လောက်ပဲရမင်းရုပ်ကရုပ်ဒီရုပ်ပဲ။အဲ့လိုမျိုးပြောနေတဲ့အခါကျတော့အမျိုးသမီးကအရန်နာကျင်မှုခံစားရတယ်။ချစ်ရဲ့မန်ရှိမှဒီလောက်ကြီးမကြပါကြာမရက်ပါနဲ့ချောနေပြီလေ။အဲ့လိုပြောလိုက်လို့ရှိရင်တို့ဘာဖြစ်လဲ။ကပန်းကရာနဲ့ပြန်လှည့်လာမှာဒီအင်ဂျင်နဲ့ဆိုရင်တချို့မျိုးသမီးတွေနော်ကျွန်တော်မျိုးသမီးတော့မပါဘူးတချို့မင်းကလေးတွေဆိုရင်နော်ဘုရားเจ้าမလာခင်မှာအင်ဂျင်၄-၅ ထည့်လောက်လဲလိုက်ပြီဒီဟာနဲ့လိုက်မလားဒီဟာနဲ့လိုက်မလားဒီဟာနဲ့ဆိုပြီးတော့လို့တဲ့အခါကျတော့တိတ်မလိုက်သေးဘူးထင်တယ်ဆိုတော့နောက်တစ်ထည့်နောက်ပြီးတဲ့အခါကျတော့ဒီဟာနဲ့ဆိုရင်တော့ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ငါဖနက်စီးရှင်တဲ့ဟာဟိုတောက်ဖနက်ဆိုတော့ဒီဟာနဲ့မကိုက်ဘူးနောက်တစ်ထည့်၄-၅ ခါလောက်လဲပြီးတဲ့အခါမှာလို့တဲ့အခါကျတော့ယောက်ျားတွေကလည်းဒီမခါနိုင်တော့ဘာလာလီအဲ့လိုဟာမျိုးဒီကြိုက်ကောင်တွေလည်းရှိလာတယ်နော်ကျွန်တော်တို့လည်းမယားတွေကြားမှာကြိုက်ကောင်တွေလာတတ်တယ်အတွင်းကနေလာတဲ့ကြိုက်ကောင်တွေကိုယ့်အပေါ်မှာတယောက်နဲ့တယောက်ချီရမယ့်အနေနဲ့သာမုန်းတီးတဲ့အရာတွေနှလုံးသားထဲကနေလုံးဝခွန်းမလွတ်နိုင်တဲ့အရာတွေဖြစ်လာတတ်တယ်ဟိုတယောက်ကငါ့ကိုဒီလိုပြောရကောင်းလားသူတို့အခက်ခဲရှိနေတဲ့အချိန်မှာဘယ်လောက်ထိခက်ခဲနေတဲ့အချိန်မှာငါသူတို့ကိုငင်တာအခုတော့လှည့်မကြည့်တော့ဘူးဆိုတော့အကျန်းစိတ်ထဲကနေပြီးတော့အတွင်းပိုက်ထိခိုက်မှုတွေရှိလာတဲ့အခါကျတော့ပျော်ရွှင်မှုတွေကင်းသွားတယ်ငြိမ်းချမ်းမှုတွေဆုံးရှုံးသွားတယ်မရှိတော့အဲ့ဒီကြိုက်ကုန်တယ်အဲ့ဒီအချိန်မှာဝိညာဉ်ရေးရာကတော့တကယ်၆တွေ့နေတာဖြစ်တယ်ပါစာတွေတဲ့တော်မှအဲ့လိုဖြစ်တတ်တယ်ဂါဇန်ဂျိုင်းဒီကကတ်တပီလာလောက်ခဲ့တော့အင်္ဂလိပ်ကျမ်းစာထဲမှာတော့ King James Version မှာပဲရှိမယ် NIV မှာတော့မရှိ Total devastation လုံးဝပျက်စီးဖို့ရတဲ့အတွက်လှုပ်ဆောင်တဲ့ဂျိုင်းကောင်တွေဖြစ်တယ်အဲ့ဒါကိုအဲ့ဒီကတ်တပီလာတွေကိုဘယ်လောက်ထိပျက်စီးအားတန်လဲဆိုတော့အခုဒီ set piece တွေနော်တကယ် JCV အကြီးစားတွေဆိုရင်C80 လို့ရေးထားတယ် Caterpillar ပဲဘာဖြစ်လို့လဲဆိုတော့သူတို့ဂျုံလိုက်ပြီဆိုရင်ကြောက်ခဲလဲနိုင်တယ်ဆွင့်တွေလဲနိုင်တယ်အကုန်လုံးသူကနိုင်တာဖြစ်တယ်ဖနက်တွေဆိုစူးဖနက်တွေဆို Caterpillar C80 ဆိုရင်တော်တော်ဈေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွားလိုက်ရမှာသူတို့အရန်အကြမ်းခံတာဖြစ်တဲ့အတွက်ဖြစ်တယ်အဲ့ဒီ Caterpillar ဂါဇန်တွေကဘာလဲဆိုတော့လုံးဝပျက်စီးသွားအောင်လုပ်တဲ့အတွင်းအရွက်မဟုတ်တော့အရွက်တာမဟုတ်တော့ဘူးအကိုင်းလဲပါမယ်အထဲမှာလဲပါမယ်အကုန်လုံးတော့အမိကနေစ
လုံးဝပျက်စီးသွားအောင်လှုပ်ဆောင်တဲ့ဂျိုင်းကောင်တွေဖြစ်တယ်ပူးကောင်တွေလည်းဖြစ်တယ်မျောလင်းချက်လုံးဝမရှိတော့အောင်လှုပ်ဆောင်တဲ့အရာတွေဖြစ်တယ်နောက်ပြီးတော့ဒီအရာတွေကလာတဲ့အခါကျဘဝပျက်စီးလောက်အောင်လှုပ်ဆောင်တဲ့ခံစားမှုတွေတွေ့ရမှာဖြစ်တယ်အဲ့တော့ချစ်တော်ငယ်ကိုမောင်နှမများနေတဲ့ဒီကနေ့ဘာဂျိုင်းကောင်တွေကခင်ဗျားတို့စားနေပြီလေခင်ဗျားကိုစားတဲ့ဂျိုင်းကောင်တိပြီဆိုရင်ဒီကနေ့ဘုရားရှင်ကဘာပြောလဲဆိုတော့ပြန်လာပါတဲ့ဘုရားသခင်ထံကိုပြန်လာဖို့ရန်ကျွန်တော်ထိတ်ခေါ်တဲ့အရာဖြစ်တယ်။အိုးငါကိုဒီဂျိုင်းကောင်ကစားနေတယ်ဆိုတော့တစ်ချိန်လုံးငိုဖို့မဟုတ်တစ်ချိန်လုံးငင်းညူဖို့ရတဲ့အတွက်မဟုတ်တစ်ချိန်လုံးငေးသွားဖို့ရတော့မဟုတ်အိုးဘုရားရှင်ရှိမှပြန်လာဖို့ရန်အတွက်ဖိတ်ခေါ်တဲ့ဖိတ်ခေါ်တန်လည်းဖြစ်ပါတယ်။ဘုရားထာဝရဘုရားကဘာပြောလဲဆိုတော့ယခုပင်ငါထံတို့စိတ်နှလုံးအကျွမ်းမဲ့လာပြန်လာ၍အစာရှောင်လက်ငိုကြွေးမိတမ်းကြလောဟုတ်မိန့်တော်မူ၏တင်တို့ဒီစိတ်နှလုံးအပြည့်နဲ့ငါထံလာကြပါဆိုတော့ဘုရားရှင်ကကျွန်တော်တို့ကိုဖိတ်ခေါ်နေတာဖြစ်တယ်။မြန်တို့ကကိုယ်ဟာနဲ့ကိုယ်သွားနေတာပဲအားကြောင့်ဒီဟာတွေကြုံနေတာဆိုပြီးတော့ဘုရားရှင်ကကျွန်တော်တို့လုံးဝမထားခဲ့ခြင်းဘူးဒီနေ့ပြန်လာပါအားလုံးပြန်လာပါဆိုပြီးတော့ကျွန်တော်တို့ကိုဖိတ်ခေါ်ထားတာဖြစ်တယ်။အဲကြောင့်ဒီကနေ့ကျွန်တော်တို့နှလုံးသားထဲကိုနော်အပြင်ပန်းတရံတာမဟုတ်ဘူးတဲ့တင်တို့ရဲ့အင်ဂျီကိုမဖဲပါနဲ့တင်တို့ရဲ့နှလုံးကိုဖဲအပြတ်တင်တို့ရဲ့နှလုံးသားနဲ့တကယ်ပြောင်းလဲမှုရှိပါအပြင်ပန်းတရံတာမဟုတ်တော့နော်တကယ်နှလုံးသားနဲ့လာပါဆိုတော့ကျွန်တော်တို့ကိုဖိတ်ခေါ်တဲ့ဘုရားဖြစ်တယ်ဘုရားရှင်ရဲ့နှလုံးတော်ကပါလေဆိုတော့ဂယုဏရှိတယ် compassionate a heart of compassion ဘုရားရှင်ကဂယုဏရှိတယ်လိုင်နတ်နာဘုရားရှင်ကကျွန်တော်တို့ကိုချစ်တဲ့အခါကျရင်တစ်ဖက်တမိတာနဲ့နော်ကျွန်တော်တို့ကိုတနာပြီးတော့မှကျွန်တော်တို့ကိုပြန်လဲပေးဖို့ရတဲ့အတွက်ပြန်လဲထူထောင်ဖို့ရတဲ့အတွက်အသက်ရှိတဲ့ဘုရားဖြစ်တယ်အဲကြောင့်ဒီကနေ့ဘုရားရှင်စီမှာလာဖို့ရတဲ့အတွက်ပြန်လဲထူထောင်ဖို့ရတဲ့အတွက်ဂတိပေးတဲ့ဘုရား I will restore the years နှစ်များကိုပြန်လဲပေးမယ်ဒီနေရာမှာတော်တော်ကိုစဉ်းစားစရာဖြစ်တယ်နှစ်တွေကိုပြန်ပေးမယ်တဲ့အတိတ်ကနေပြန်စပေးဖို့ဖြစ်တယ်ကျွန်တော်တို့ရဲ့ဟောင်းခဲ့တဲ့ဂျိုင်းကောင်တွေကြိုက်စားခဲ့တဲ့အရာတွေကဘယ်လောက်ထိများပြီလဲဆိုတော့ကျွန်တော်မသိဘူးတချို့တွေအတွက်နှစ်ပေါင်း20လောက်ဖြစ်နိုင်တယ်တချို့အတွက်နှစ်ခင်ဗျားတို့မိသားစုထဲမှာပြဿနာတွေကနှစ်ပေါင်း9နှစ်လောက်ရှိနိုင်တယ်10နှစ်လောက်ရှိနိုင်လပေါင်းလချီပြီးတော့ရှိနိုင်တယ်အဲ့ဒီအရာတွေကိုငါပြန်ပြီးမယ်ဆိုတော့ဘုရားရှင်ကဂတိပေးထားတာဖြစ်တယ်အာမင်ရှုံခဲ့တဲ့အရာတွေဘယ်နှစ်နော်ဥပမာ10နှစ်ရှုံခဲ့ပြီဆိုရင်အဲ့ဒီ10နှစ်ကိုပြန်ပေးမှဖြစ်တယ်ပြန်ပေးတဲ့အခါကျရင်ဘုရားရှင်ကရော့ဆိုပြီးတော့ဟုတ်ပြီဒီနှစ်အတွက်ခင်ဗျားရဲ့လစာကတလမှာဥပမာပေါ့နော်လင်းကစ်9000ဆိုရင်ဟုတ်ပြီ10နှစ်ဖြစ်တဲ့အခါကျတော့ဘယ်နှလလဲလပေါင်း60ဒါပေမဲ့တခါတည်းပေးတဲ့အခါကျအတူဘယ်လိုပေးလဲဆိုတော့အစ30အစ60အစ100နဲ့ပေးတာဖြစ်တယ်။အိုးအရင်တုန်းက10နှစ်လောက်တုန်းကရှုံခဲ့တာကဥပမာမြန်မာငွေ3သိန်းဆိုရင်အခုဘယ်လောက်ထိမများအဲ့လောက်ထိမများတော့ဒါပေမဲ့ဘုရားရှင်ကပေးတဲ့အခါတင်း30ယူမလားခင်ဗျားသဘောပဲတင်း60ယူမလားတင်း100ယူမလားအဲ့ဒါခင်ဗျားသဘောဖြစ်သွားတယ်နှစ်ပေါင်းနှစ်ဒီကုန်လုံးလဲတော့ပြန်လဲပြီးတော့ပေးဆက်ချင်တာဖြစ်တယ်ကျွန်တော်ပြန်စဉ်းစားတဲ့အခါနှစ်ဒီကအချိန်တည်းပြန်ရွှေ့လို့ရလားဆိုတော့ကျွန်တော်စဉ်းစားတဲ့အခါကျရင်တိပ္ပံပညာရမရဒါပေမဲ့ဖယားရှင်ရဲ့ပညာရတယ်နှစ်ဒီကုန်လုံးလဲသူကပြန်လှည့်ခိုင်းလို့ရတာဖြစ်တယ်တိပ္ပံပညာရှင်တရားဟောဘာပြောလဲဆိုတော့တိပ္ပံပညာရှင်တွေအရန်အောင်မြင်ခြင်းတဲ့အရာတစ်ခုကဘာလဲဆို
အချိန်တွေကို control လုပ်တဲ့အရာအရန်လိုချင်တယ်တဲ့တိပ္ပံပညာရှင်တွေကငှက်ဖျားယောဂကာကွယ်ဆေးတွေလည်းထူလို့ရတယ် HIV ယောဂအတွက်တည်းဆေးတွေရှိတယ်ဆေးတွေအကုန်လုံးရှိလာပြီသူတို့ရဲ့အရန်တုံးထားတဲ့အရာတစ်ခုကဘာလဲဆိုတော့အချိန်တွေကို control လုပ်တဲ့အရာအချိန်တွေ control လုပ်ရတယ်ဆိုရင်သူတို့ဘယ်လိုလုပ်မလဲဆိုတော့ဥပမာတယောက်ကမနေ့ကဆိုရင်ကျွန်တော်ဆရာမလက်နဲ့တွေ့လိုက်တယ်မနေ့ကဆရာမလက်နဲ့တွေ့တဲ့အခါကျတော့လူတယောက်ကတဲ့ဂျင်းနဲ့တွားတယ်ဘယ်12 နာရီလောက်အချိန်ဘယ်ချိန်လောက်မှဂျင်းနဲ့တွားတယ်အဲ့တော့အဲ့ဒီဂျင်းနဲ့တွားတဲ့လူတယောက်ကိုကျွန်တော်တို့အချိန်ကောင်းကောင်းချုပ်ကြိုက်လို့ရတယ်ဆိုရင်သူကခရင်မှာရှေးရုံမှာရှိနေတယ်။အော် तू ဂျင်းနေတာပဲချိန်မှလဲ3 နာရီမှာ2 နာရီမှာ2 နာရီအခုတော့3 နာရီလောက်ဖြစ်နေပြီဆိုတော့ဟုတ်ပြီ2 နာရီ12 နာရီနော်ဟုတ်တယ်12 နာရီမှာဂျင်းနေသွားတယ်12 နာရီနဲ့ပတ်ဝန်းကျင်လောက်မှာဂျင်းနေသွားတာဟုတ်ပြီဆိုတော့ तू ကိုကောင်းကောင်းလေးဂျိုးတွေပါတယ်နဲ့ election တွေနဲ့တိပ္ပံပညာရှင်တွေရဲ့ဂျိုးတွေနဲ့အကုန်လုံးလွှမ်းခြုံခိုင်းလိုက်မယ်ပြီးတဲ့အခါကျရင်9 နာရီမှာပြန်လှည့်လိုက်မယ်အဲ့လိုဟာမျိုးဆို तू ဂျင်းနေသွားပြီလားမနေ့ဘုမတော်နဲ့တော့ဂျင်းနေမှသိချပြီ तू လည်းသွားရဲမှာမဟုတ်တော့အဲ့လိုဟာမျိုးပေါ့ကျွန်တော်တို့ကအဲ့ဒါမသိဘူးလေနော်ဒါပေမဲ့ကောင်းကင်နိုင်ငံရောက်တဲ့အခါကျအဲ့ဒါတွေအချိန်ဆိုတာမရှိတော့ no more time there be no more time ဆိုပြီးပြောတာအချိန်အခုကျွန်တော်တို့တတ်မှတ်ထားတဲ့အချိန်တွေမရှိတော့အဲ့ဒါကြောင့်မလို့ဘုရားရှင်ကအချိန်ဆိုတာသူ့အတွက်အရန်လွယ်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့ I will restore the years နှစ်များကိုပြန်ပေးမယ်လို့ပြောထားတာဖြစ်တယ်နောက်ပြီးတော့အဲ့ဒီဂျိုင်းကောင်တွေစားထားတဲ့အရာတွေလည်းပြန်ပေးမယ်အကုန်လုံးပြန်ပေးမယ်ကျွန်တော်တို့ကမယူတတ်တာဘုရားရှင်ရဲ့ဂတိအရန်များနေတယ်မယူချင်တာမရလို့တင်ဒီအချင်းမဖြစ်သေးဘူးလေမဖြစ်တာပဲဒါမဲ့ကိုကလုံနိုင်လားမလုံနိုင်ဘူးဘယ်သူကလုံနိုင်လဲဘုရားကလုံတာအချင်းဆိုတာလေဘုရားဖန်ဆင်းထားတာဖြစ်တယ်အာမင်အဲဒါကြောင့်မလို့ကိုရောကျွန်တော်ရဲ့ဂျိုင်းကောင်တွေစားခဲ့တာဒီဟာတွေလည်းစားခဲ့တယ်နော်ကိုရောကျွန်တော်ရဲ့ပျော်ရွှင်မှုတွေလည်းစားခဲ့တယ်ကျွန်တော်ရဲ့လင်မယားကြောင့်မှလည်းပျော်ရွှင်မှုတွေစားခဲ့တယ်သားသမီးတွေကြားထဲမှာလည်းစားခဲ့တယ်ကိုရောကျွန်တော်စီးပွားလုပ်ငန်းမှာလည်းစားခဲ့တယ်အဲ့ဒါကုန်လုံးဖျားကိုပြောဖို့ဖြစ်လာတယ်ပြောရဲလာတဲ့အခါကျရင်ပါလေပေးလာမှဖြစ်တယ်ကျွန်တော်တို့မပြောဘာဖြစ်လဲခရိယန်တွေဆိုတာဒါတွေမှတ်ထားဖို့မကောင်းဘူးလေခရိယန်တွေဆိုတော့ယုံကြည်သူတွေဖြစ်တဲ့အခါကျတော့လူတွေအပေါ်မှာမကြည်နပ်တဲ့ဟာတွေလည်းပြောဖို့မကောင်းဘူးလေခရိယန်တွေဖြစ်တဲ့အခါကျတော့မိသားစုတွေကြားထဲမှာဖြစ်တဲ့ပြဿနာတွေမပြောကောင်းဘူးလေဆိုပြီးတော့ခရိယန်ဖြစ်တဲ့အခါကျတော့လေဆိုတဲ့နော်အဲ့ဒီဟာတွေနဲ့ကျွန်တော်တို့အများပြန်ပြီးတော့ချီနှောင်လိုက်တဲ့အခါကျတော့ကိုရမဲ့ကောင်းခြင်းမင်္ဂလာမရတာဖြစ်တယ်ဘုရားရှင်ကပေးခြင်းလွန်လို့ဘုရားသခင်ကပြန်လဲထူထောင်ဖို့ရတဲ့အတွက်ဝိညာဉ်ရေးရမှာပြန်လဲထူထောင်ခြင်းတဲ့ကိုရောနဲ့ပြန်လဲစမ်းစစ်တော်ဆက်ဆံခြင်းနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာအရင်တော့နှုတ်ကပတ်တော်ဖတ်လိုက်တယ်ဘာမီသွန်နော်နှုတ်ကပတ်တော်ဖတ်တယ်နောက်နေ့မနေ့မှာကျမ်းစာအုပ်ကဒီမှာခန္ဓာခြင်းနဲ့ဖြစ်နေတာဖះကိုချစ်လွန်လို့ကျမ်းစာနှုတ်ကပတ်တော်ချစ်လွန်လို့မဟုတ်ကျမ်းစာအုပ်ဖတ်နေတဲ့အချိန်အိတ်ငိုက်သွားလို့နော်တညလုံးကောင်းကောင်းအိတ်နိုင်တယ်ဒါပေမဲ့အခုကျမ်းစာအုပ်ဖတ်တဲ့အခါယေရှုကကျွန်တော်ကိုဒီဟာနဲ့စကားပြောနေပါလားဂျောလာအနာဂတ်ကျမ်းစာအဖြစ်ကျွန်တော်ကိုစကားပြောနေတယ်ဆိုတော့ဒီကနေ့ဂျောလာကိုအိမ်ရောက်တဲ့အခါကျရင်ဖတ်မဲ့လို့အများကြီးရှိတယ်ဖះရှင်ကောင်းချီးပေးပါစေဆရာပြောတာဒီတကယ်ဟုတ်ရဲ့လားဆိုတော့ပြောဖတ်ပေးပါနော်တကယ်နောက်ပြီးတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှလည်းဖျားရှင်ကကျွန်တော်တို့ကိုဖိတ်ခေါ်ခြင်းတာဖြစ်တယ်ပြန်လဲထူထောင်ခြင်းတာဖြစ်တယ်နောက်ပြီးတော့လက်တွေ့ဘဝမှာနော်အခွင့်အလမ်းတွေလည်းပြန်လဲရောက်ရှိလာမှာဖြစ်တယ်တချို့ကဘာမစီမဆိုင်နဲ့နော် UN ရုံးကိုတွားလိုက်တယ်တန်းစီတယ်နေပူအောက်မှာနော်တကယ်တန်းစီနေကြတာ
သူတို့ကလည်းကျွန်တော်တို့ကိုမခေါ်ဘူးမခေါ်ဘဲနဲ့ပြန်ပါပြီလို့လားပြန်အဲ့လိုဟာမျိုးဖြစ်သွားနောက်ဆိုရင်ဒီညနေစားပြီးတော့မှဘယ်လိုဖြစ်လာမလဲဆိုတော့အိုးကျွန်တော်တို့ခေါ်ချင်နေတာကြာပြီဒါမဲ့မခေါ်ဖြစ်တော့ sorry no မနေ့ပြန်ခင်ဗျားတို့အကုန်လုံးကဖုန်းကြရမှာဖြစ်တယ်အာမင်ဟာလေလုယာဖုန်းကိုတော့ကောင်းကောင်းလေး battery join လိုက်နော် battery သွင်းထားလိုက်နောက်မို့ဆိုခင်ဗျား battery ကုန်သွားမှာဆိုလို့ဘုရားရှင်နဲ့ပြန်လဲထူထောင်ခြင်းကပါလဲဆိုတော့ God restore supernaturally natural မဟုတ်တော့ဘူးတဘာဝမဟုတ်တော့ဘူးတဘာဝလွန်နဲ့ဘုရားရှင်ကအလုပ်လာမှာဖြစ်တယ်ခင်ဗျားလည်းနားလဲနိုင်ပါဘူးဆရာဇံဘောရမသိပါဘူးကျွန်တော်ရဲ့ပြဿနာဒီလောက်သေးသေးလေးမဟုတ်ဘူးဆိုပြီးတော့ဟုတ်တယ်ခင်ဗျားရဲ့ပြဿနာကြီးကြီးမားမားဖြစ်တယ်ဆိုတော့ကျွန်တော်ကောင်းကောင်းလက်ခံပေးတယ်ဒါမဲ့ခင်ဗျားပြဿနာထက်ကြီးမားတဲ့ကောင်းမြတ်တဲ့ဘုရားရှိလို့ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကဂေါလိယကြီးကအရန်ကြီးတယ်ဆိုတော့ဣသရေလစစ်သားတွေကအရန်ကြောက်နေတယ်ရှောလုဘုရင်တော်မှကြောက်နေတာဒီလောက်ကြီးမားတဲ့စစ်သားကိုငါတို့နိုင်ပါမလားနော်ကျွန်တော်ကျမ်းစာကိုကောင်းဖတ်တဲ့အခါမှာကျမ်းစာကိုကောင်းလေ့လာတဲ့အခါမှာကျမ်းတပ်ပုဂ္ဂိုလ်ရဲ့ commentary ဖတ်တဲ့အခါသူကဘာပြောလဲဆိုအမှန်ဆိုရင်တဲ့ဂေါလိယကလာပြီးတော့မှသူတို့ကိုစင်ခေါ်လိုက်တယ်သူစစ်လက်နဲ့ဝတ်တစားအကုန်လုံးနဲ့လာတာအမှန်ဆိုရင် तू ကအမေရိကန်ဝတ်နိုင်မှာမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုအဲ့ဒီဝတ်တစားတွေအရန်လေးတယ်အရန်လေးတန်ဖြစ်တဲ့အခါကျအရန်လေးပူတယ်နေရလဲပူတဲ့အခါကျအဲကွန်မှမရှိတာနော်အဲကွန်ထဲမှာငါမဲသူတို့ရန်ဖြစ်တာမှမဟုတ်တာနော်လေကွင်းပြင်ဒီမှာရန်ဖြစ်နေရလဲပါလက်စတိုင်းမှာနေပူတာကနော်ဒီဟာနဲ့မဆိုင်ဘူးအရန်ပူတာရန်ကိုပူတာအဲ့ဒီအချိန်မှာဂေါလိယလာပြီးတော့သူစစ်လက်နဲ့တွေနဲ့လာတယ်ဆိုတော့အဟန်ပြတာပဲသူကသူမှမလာဘူးနော်ဟုတ်ပြီငါပြန်တော့မယ်မြန်ချွတ်ပြီးလိုက်ဘာလို့လဲဆိုတော့အရန်ပူနေတာလူတွေကကြည့်တဲ့ခါကျတော့အရန်ထွားတယ်အရန်ကြီးတယ်ဒါပေမဲ့ဒါဝိဒ်ကဘာပြောလဲသူကဒါဝိဒ်ကကြည့်တဲ့ခါကျတော့ဒီလောက်ထွားနေတာဒီလောက်ကြီးတဲ့နော်ပင်မကိုတော့ငါကောင်းမျက်စိမဲ့ပြီးတော့ပြလိုက်လို့ရှင်တော့မရပြီဆိုတော့လုံးဝမကြောက်တော့တာဖြစ်တယ်အာမင်ကမစ်စစ်စားဆုံးငါပြင်အကြည့်မောခိုင်အာမင်ဒီနေ့ချူဖို့တာတွေလည်းကျေးဇူးတော်ပဲနော်ဂေါလိယကိုကြည့်ပြီးတော့မှငါဒီဂေါလိယကဒီလောက်ကြီးနေတာတချို့လူတွေကပြောလဲဒီလောက်ကြီးတာကိုငါတို့သိသိလွန်းတယ်ဆိုတော့ကြောက်နဲ့ပြန်သွားကြတယ်ဒါပေမဲ့ဂေါလိယကဒါဝိဒ်ကဘာပြောလဲစိတ်ထဲမှာသူပြောတာမကျမ်းစာထဲမှာမရှိတော့စိတ်ထဲမှာလို့ပြောလိုက်မယ်နော်ဒါဝိဒ်ရဲ့စိတ်ထဲမှာဘာရှိနေလဲဆိုတော့ကျမ်းစာမှာမရှိတဲ့ဟာကိုစိတ်ထဲမှာပြောတာအဲ့ဒါလဲနှုတ်ကျွန်တော်တရားဟောဆရာတွေရဲ့ပညာတစ်ခုပေါ့နော်ဒါဝိဒ်ရဲ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုဒီလောက်ကြီးနေတဲ့ဟာကိုဒီပင်မကအရန်ကြီးနေတယ်ဆိုရင်ကျွန်တော်ကြည့်ဖို့တော့မလိုတော့ဘူးမျက်စိမိတ်ပြီးတော့ဒီလိုက်ပဲလွယ်လိုက်လို့ရှိရင်ပြလိုက်လို့ရှိရင်ရပြီဆိုတော့အရန်ကုစိတ်ချသွားတာဖြစ်တယ်အာမင်အားကြောင့်ဒီကနေ့ဘုရားရှင်ကိုကြည်ပါဘုရားရှင်ကိုကြည်ပြီးတော့ခင်များရဲ့ယံသူအရန်ကြောက်စရာကောင်းတဲ့ဒီကျိုင်းကောင်တွေဒီအရန်ကြောက်စရာကောင်းတဲ့အရာတွေအားလုံးဆရာဆောင်ဘွေးမသိဘူးနော်အမေရိကန်ရဲ့ဥပဒေလည်းမသိဘူးထင်တယ်ဘာငယ်ပေါ့နော်ဟုတ်တယ်သိရင်လည်းကိစ္စမရှိမသိရင်လည်းကိစ္စမရှိဘူးဒါပေမဲ့ဖခင်ကိုသိဖို့လိုတယ်အာမင်ဖခင်ကဒီကနေ့အံ့ဩပွဲတဘာဝလုံးအားလုံးပြောရအောင်တဘာဝလုံးတစ်နှစ်သုံးတဘာ1 2 3နည်းနည်းကြာဟာလေလုယာထက်တောင်ကြားခြင်းတဲ့ဒီဟာလောလောဆယ်နော်နောက်စဉ်တော့ဟာလေလုယာကြဲပြောမယ်ဒါပေမဲ့ခုလောလောဆယ်မှာတော့တဘာဝလုံးဆိုပြီးတော့အားလုံးဟောရအောင်တစ်နှစ်သုံးအာမင်ဟာလေလုယာတဘာဝလွန်ဆိုတာဘာလဲဆိုတော့ဖြစ်ယူဖြစ်စဉ်အတိုင်းမဟုတ်ဘဲနဲ့လွန်ပြီးတော့မှဖြစ်တာကိုတဘာဝလွန်လို့ခေါ်တာဖြစ်တယ်တဘာဝအတိုင်းမဟုတ်တော့ဆရာဒေးဗစ်တို့ဆိုရင်တဘာဝဆိုရင်စီးပညာရဆိုရင်မရ
ခလေးတို့ဒုက္ခရောက်ခလေးယူမလားမိခင်ကိုကဲမလားဒါမင်းဘုရားရှင်ရဲ့တဘာဝလို့လင်းလို့ခါကြရင်ခလေးလဲရတယ်မိခင်လဲကျမ်းပါတယ်အဲ့ဒီကြားထဲမှာလဲကောင်းချင်းမလားကားတွေတိုင်ထပ်ရသေးတယ်အဲ့ဒါတဘာဝလွန်တယ်အဲ့ဒီအကုန်လုံးတခါတည်းဖြစ်လာဖို့ဆိုတာကတွက်ချက်ထားလို့မရတဲ့အရာတွေဖြစ်တယ်တဘာဝလွန်နောက်တစ်ခေါက်ကြဲကြဲလေးပြောရအောင်လက်မောင်းတွေတန်းပြီးတော့နော်ဒီနေ့တော့အာမင်အန်ဖွေနေလန်းဒီနဲ့သူ့မှာမဖြစ်နိုင်ဘူးထင်ခဲ့တာတွေကတကယ်ဖြစ်လာမှာဖြစ်တယ်ဘုရားသခင်၌ပြန်လဲထူထောင်တဲ့ပုံစံကဘာလဲဆိုတော့ကျွန်တော်တို့တင်တို့စိတ်ကြည်နပ်မှုရှိမယ်တဲ့ယောလအခန်းကြီး26 29မှာအဲ့ဒီအခန်းကြီး2အငယ်26နဲ့29မှာနော်အဲ့ဒီ verse နှစ်ခုစလုံးမှာ verse နှစ်ခုမှာနော်စိတ်ကြည်နပ်စေရမယ် satisfaction စိတ်ကြည်နပ်ဖို့ပြောထားတယ် no more shame ငါလူတို့သည်အရှက်မကွဲရတော့ဘူးဆိုတော့ပြောထားတာဖြစ်တယ်အရှက်ကွဲတယ်မဟုတ်လားဒါအရှက်စရာတွေရှိတယ်ရွာကနေအမေရိကန်သွားမယ်ဆိုတော့ကျွန်တော်လာကြတယ်ဒီမှာတောင်းတင်နေကြတယ်မတွားခါနေမှလည်းတကယ်ဟူရောက်တဲ့အခါမှသွားတယ်လို့ပြောနေကြတယ်လို့ဆက်စရာတွေနော်ဒါမဲ့တင်တို့ဒီဝါလင်စွာစားရသဖြင့်တင်တို့အဖို့အဖွယ်သောအမှုပြုတော်မူသောတင်တို့၏ဖျားသခင်ထာဝရဘုရားနာမတော်ကိုတင်တို့ချီးမွမ်းကြမယ်ငါ၏လူမျိုးတော်တို့ဒီဘယ်သောအခါမှအရှက်ကွဲရတော့မယ်မဟုတ်ဖတ်ချင်ကြလားကိုအတွက်ဖတ်ချင်လားသူများအတွက်ဖတ်ချင်လားနှုတ်ဓမ္မဟောင်းပဲဆိုပြီးတော့ဒီတိုင်းထားမလားဒီနေ့ကိုအတွက်ယူချင်ကြလားကဲဒါဆိုရင်အားလုံးဖတ်ရအောင်တင်တို့ဒီဝါလင်စွာစားရသဖြင့်တင်တို့အဖို့အံပွေသောအမှုပြုတော်မူသောတင်တို့ဖာယတ်ခင်ထာဝရဘုရား၏နာမတော်ကိုတင်တို့ချီးမွမ်းကြလိမ့်မည်ငါဤလူမျိုးတော်ဒီဘယ်သောအခါမှရှက်ကွဲရတော့မယ်မဟုတ်အာမင်အာမင်သူနှုတ်ကပတ်တော်ကိုလက်ခုပ်သွေးပြီးတော့ချီးမွမ်းကြရအောင်နော်တခါလေကိုဟာနဲ့ကိုရှက်တယ်လူတွေကြားထဲမှာသွားဖို့တောင်မှရှက်တဲ့အချိန်တွေရှိတယ်ဒါပေမဲ့ငါဤလူမျိုးတော်ဒီတင်ဒီဖျားရှင်တဲ့လူမျိုးတော်တွေဖြစ်တယ်ဖျားတဲ့နော်ခင်ဗျားမြန်မာလူမျိုးမဟုတ်တော့ဇုံမီလည်းမဟုတ်တော့ဘူးဘာမျိုးလည်းမဟုတ်တော့ဖျားရှင်တဲ့လူမျိုးတွေဖြစ်တယ်အာမင်တဘောတူကြလားတူပါတယ်နော်ကျွန်တော်တူပါတယ်ကျွန်တော်ရဲ့အမျိုးတွေအားလုံးဖြစ်ပါတယ်ငါဤလူမျိုးတော်တို့ဒီငါဤလူမျိုးတော်ဒီအဘယ်တော့အခါမြတ်ဆိုတာကတခါတလေတော့မဟုတ်ဘယ်တော့အခါမြတ်အဲ့ဒီမြတ်ကိုရမ်းကြိုက်တယ်နော်သူတို့ကောင်းတဲ့အခါကြရင်ဆိုတာမဟုတ်ဘူးသူတို့စေဖို့တဖို့မှန်တဲ့အခါကြရင်ဆိုတာလည်းမဟုတ်သူတို့အစာရှောင်နိုင်တဲ့အခါကြရင်မဟုတ်သူတို့ပြေးကနိုင်တဲ့အခါကြရင်မဟုတ်ဘယ်တော့အခါမြအရှက်ကွယ်ရတော့မေမဟုတ်ဟာလေလုယာဝိညာဉ်တော်သွန်းလုံးလာမယ်ဝိညာဉ်တော် I will pour out the spirit ဝိညာဉ်တော်သွန်းလုံးမယ်လူတိုင်းအပေါ်အလုတ်လုံးမယ်ဘုရားရှင်ကဒီကနေ့တင်တို့အထဲမှာဝိညာဉ်တော်သွန်းလုံးလာမှာဖြစ်တယ်ထာဝရဘုရားရဲ့နေ့ရက်ရောက်လာတဲ့အခါမှာဘုရားရှင်ကဒီကနေ့ထိုနေ့ရက်ကိုရောက်ဖို့ရတဲ့အတွက်ကျွန်တော်တို့အားလုံးဘုရားရှင်ကောင်းချီးပေးပါစေဘုရားရှင်ရဲ့နေ့ရက်ဆိုတာကဘယ်နေ့လဲဆိုတာယနေ့ပင်လေဖြစ်တယ်ယနေ့ဒီနေ့ဒီကဲတင်ရတော့နေ့ဖြစ်တယ်မနေ့ပြန်မဟုတ်တော့မနေ့ပြန်ဆိုတာတိတ်များနေပြီနော်မနေ့ပြန်ဒါမဲ့ဘုရားရှင်ကိုတော့ဒီနေ့ဒီကိုတော့ရဲ့နေ့ရက်ဖြစ်ပါစေဆိုတော့ကျွန်တော်တို့ဒီကနေ့ဘုရားရှင်ရှိမှရယူမယ်ကဲတင်ခြင်းကိုပေးဖို့ရန်ဘုရားရဲ့နာမတော်ကိုခေါ်တော်သူတိုင်းကိုကဲတင်ခြင်းပေးမယ်ဘယ်နဲ့ကဲတင်မလဲအပစ်ကနေကဲတင်မယ်ဖြစ်တယ်
နံပါတ်1ကပါလေခုနကျွန်တော်ပြောတဲ့ခက်ခဲတော့နှစ်ဒီအကုန်လုံးကနေပြီးတော့ကဲတင်မှာဖြစ်တယ်ကျွန်တော်တို့ဒီမှာပါလဲဆိုတော့ဖတ်တဲ့ခါကျရင်တော့အိုးဘုရားရှင်နဲ့ကဲတင်တော်နှစ်ဆိုတာကပါလဲဆိုတော့နေ့ရက်ဆိုတာကယေရှုခရစ်တော်ကိုလက်ခံကြုံကြည်တဲ့နေ့ဖြစ်မယ်ဆိုတော့ပြောတဲ့လူရှင်မှန်တယ်ဒါပေမဲ့ဘုရားရှင်ကဲတင်တော်နေ့ the day of salvation ဘုရားရှင်နဲ့ကဲတင်ခြင်းဆိုတာဘာလဲဆိုကျွန်တော်တို့ဝိညာဉ်ကိုယ်သာကဲတင်တဲ့ဘုရားမဟုတ်ဝိညာဉ်ကိုယ်သာကဲသည်မဟုတ်ပါတယ်လေစိတ်ဝိညာဉ်စေတတာလဲပါတယ်လေအကုန်လုံးပါတာစိတ်ဝိညာဉ်လဲပါတယ်ခန္ဓာကိုယ်တစ်ခုလဲပါတာမဟုတ်ဘူးကဲတင်ခြင်းပေးခဲ့တာဖြစ်တယ်ကဲတင်ခြင်းအတွက်ဒူတိုင်းဖြစ်တယ် salvation is available to all နောက်ပြီးတော့ကျွန်တော်တို့ open invitation တဲ့နှုတ်ကပတ်အမှုတော်ဆောင်တာ7နှစ်ပြီးတဲ့လူနောက်7နှစ်အထက်ပါဖြစ်ပြီးတဲ့လူတွေအတင်းတော်လူကြီးဖြစ်အဲ့လိုဟာမျိုးမဟုတ်ဆေဘုဒ္ဓဘုမှန်ပေးတဲ့လူမဟုတ်ဘူးအားလုံး open invitation ကျွန်တော်တို့အတွက်အားလုံးအတွက်ဖြစ်တယ် no one excluded ဘယ်သူမှခြံထားတာမရှိဘူးဘုရားရှင်ကကျွန်တော်တို့အားလုံးကိုခေါ်တာဖြစ်တယ်အဲ့တော့နောက်ဆုံးအနေနဲ့တင်ပါတွေရှုံခဲ့တယ်လေတင်းရဲ့ဆုံးချင်းကပါလေဒီကနေ့ခင်ဗျားဖျားထားမှာပြန်လာပြီလားပြန်မလာပဲနဲ့ဟိုတယောက်ကိုအပြစ်တင်လိုက်ဒီတယောက်ကိုအပြစ်တင်လိုက်ဒါမဲ့ဖျားသခင်ကဒီကနေ့အရာအလုံးကိုပြန်ပေးခြင်းတဲ့ဖျားဖြစ်တယ်ပေးနိုင်တဲ့ဖျားလည်းဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ဖျားကိုခေါ်ရအောင်ဒီတခြင်းကတော့ကျွန်တော်တို့အားလုံးတော့ရမယ်ထင်တယ်လွန်မသွားပါနဲ့ဆိုတဲ့တခြင်းဒီ Christian worship team ကဲတင်ရှင်လွန်မသွားပါနဲ့ဆိုတာလေအားလုံးကိုဒီဟာကိုအေးစစ်စစ်ဆိုပြီးတဲ့အခါကျရင်လေဘာလို့ချင်းလဲဆိုတော့ဒီကနေ့ကျိုင်းကောင်စားခြင်းခံရတဲ့လူရှိလို့ရှိရင်အရှိကိုလာပါနော်ဒီတခြင်းဆိုရင်းနဲ့အရှိကိုလာပါကျွန်တော်တို့ဒီတခြင်းအဖြစ်ဘုရားရှင်ကိုကျွန်တော်တို့ကိုးကွယ်ရအောင်ကျွန်တော်တို့ရဲ့ကျိုင်းကောင်တွေစားခဲ့ပြီးတဲ့အရာတွေအကုန်လုံးကိုပြန်လည်ယူရအောင်နော်ကဲတင်ရှင်လွန်မသွားပါနဲ့ကျွန်ုပ်လျှောက်ပါ၏အခြားသောသူများအခြားသောသူနဲ့စိတ်တော်တွေ့လင်လွန်မသွားပါနဲ့ယေရှုကျွန်ုပ်ခေါ်ပါ၏ဒီကနေ့ကျွန်တော်တို့ဘုရားရှင်ရှိမှာကျွန်တော်တို့ရဲ့ဖျားပေးခြင်းတဲ့အရာတွေကိုယူခြင်းတဲ့သူများရှိလို့ရှိရင်ချက်ချင်းကျွန်တော်တို့ရှိမှလာပြီးတော့ဒီတခြင်းစုံနေတဲ့အချိန်မှာကျွန်တော်တို့အားလုံးဆုတောင်းရအောင်
နဲ့တူပါရှိတော်ထာဝရမြတ်စွာတော်ဘုရားရှင်ကျွန်တော်ရဲ့တက်တာနိုင်ကြိုက်ကောင်များမြောက်များစွာရှိပါတယ်ကိုရောထိုကြိုက်ကောင်များတို့ဒီကျွန်တော်တို့ရဲ့အသက်တာကိုစားနေကြပါ၏ကျွန်တော်ရဲ့ဘဝကိုစားနေကြတယ်ဒီကနေ့ကိုရောရှင်ဒီကြိုက်ကောင်ထဲကနေပြီးတော့မှကျွန်တော်တို့ကိုပြန်လဲပြီးတော့ကောင်းချီးပေးဖို့ရတဲ့အတွက်ကိုရောရှင်ရှိမှလာကြပါ၏ကိုရောအာမင်ကျွန်တော်တို့ကိုလွန်မသွားပါနဲ့အာမင်ကျွန်တော်တို့ကိုချမ်းမထားခဲ့ပါနဲ့ကိုရောကျွန်တော်တို့နဲ့အတူပါရှိတော်မူပါအာမင်ဟာလေလုယာထာဝရဘုရားသည်တင်တို့ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောအာမင်ထာဝရဘုရားသည်တင်၌သူ့ရဲ့မျက်နာတော်အလင်းကိုလွှတ်၍ကရှုနာယေရှုပြုတော်မူပါစေသောအာမင်ထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်ဒီနေ့ကျွန်တော်တို့နဲ့အတူပါရှိတော်အိုးကျွန်တော်တို့ကိုချစ်တော်ဘုရားသခင်ခမဲတော်ဘုရားရဲ့ချစ်ခြင်းမေတ္တာအိုးသူရဲ့သားတော်ကိုပေးမနေမြောက်ပဲနဲ့ကျွန်တော်ကိုပေးတဲ့ဘုရားရှင်ကိုတော်ကိုကျေးဇူးတင်တယ်အာမင်ကိုတော်ရှင်ဘုရားကျွန်တော်တို့ကိုတနာတော်ယေရှုခရစ်တော်ဘုရားအာမင်โอ้ตอนชินโดวิญญาณอတူကျွန်တော်တို့ကိုအမြဲတမ်းပို့ဆောင်ပေးတော်ဝိညာဉ်တော်ဖျားကိုတော်ကိုယေရှုတင်ပါ၏အာမင်โอ้သူခမဲတော်သားတော်တန်ชินโดဝိညာဉ်တော်အတူပါရှိတဲ့ခြင်းတွေယနေ့ရောက်ရှိလာတော့ရောက်ရှိတိုင်းနဲ့အတူယနေ့မှစ၍ကာလအရှင်အမြဲတက်ရောက်တည်ရှိတည်နေပါရှိတော်အာမင်